ကျွန်တော်လေးမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဆိုတော့ကျွန်တော်တို့ပြောခဲ့လို့ပဲဒီတစ်ခါကတော့လူငယ်စကားပြောလိုက်မနော် share plan ပေါ့share ချမ်းတော့ share ဖြုတ် yes ပေါ့ပေါ့ပါပေါ့နော်ပေါ့ပေါ့ပါဆိုရင်မြတ်တော်တော်လေးကိုတာသွားတဲ့ကိစ္စလေးပေါ့ဒီဘာလဲဆိုလို့ရှိရင်ကိုကျွန်တော်ဒီဟိုတစ်ခေါင်းကမေးတယ်ဘာကြောင့်အခုချိန်ကျမှဒီ development လုပ်တာလဲပေါ့နော် development ကျွန်တော်ပြန်ဖြေလိုက်ပါနော်ဒီချိန်မှလုပ်တာမဟုတ်ဘူးကျွန်တော်တို့အမြဲတမ်းလုပ်တင်တာပေါ့နော်ဆိုတော့အဲ့ဒီမှာပဲကျွန်တော်ကကိုကျော်လေးမေးလိုက်တဲ့မေးခွန်းလေးကကျွန်တော်တို့ breakthrough ဖြစ်သွားကြနော်ဆိုတော့ကျွန်တော်အဲ့ဒီဟာလေးနဲ့ဆွေးနွေးကြလို့ကိုကျော်လေးလည်းကျွန်တော်ကြိုပြီးတော့တိုင်ပင်တယ်ဘာလဲဆိုလို့ရှိရင် the powers of continuous development ပေါ့နော်ဆိုအဲ့ဒီဟာဆိုစဉ်ဆက်မပြတ်တိုးတက်တာကဘလောက်အင်အားကြီးမားတယ်ဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးဖို့အတွက်ကိုခေါင်းစဉ်လေး၃ခုထုတ်လာတယ်ပေါ့နော်အမှန်တော့ခင်ဗျားကိုမေးဖို့ပါဆွေးနွေးမယ်ဆိုတာမေးဖို့ပါဆိုတော့ကျွန်တော်အဲ့ဒီမှာတိုးတက်ဆိုတဲ့ကိစ္စတွေကိုကျွန်တော်တို့ဒီလိုက်ကြည့်တော့ပေါ့နော်ဒီတဲ့ညမှာကျွန်တော်တို့ပထမတစ်ခုကတော့ alignment ဆိုတဲ့ပြောရမှာဆိုလို့ရှိရင် on track ပေါ့နော်alignment ကိုကျွန်တော်တို့ဘယ်လိုလက်ရုံးညီထွေဖြစ်တယ်လက်ရုံးညီထွေဖြစ်ရမှာလက်ရုံးညီထွေဆိုတဲ့ဟာကကောင်းရင်လည်းကောင်းတဲ့အလျောက်ကိုကျွန်တော်တို့လိုချင်တဲ့အတိုင်းသွားဖို့လက်ရုံးညီထွေမကောင်းရင်လည်းမကောင်းတဲ့အလျောက်ကိုကျွန်တော်တို့ရအောင်ယူဖို့အတွက်ကိုလက်ရုံးညီထွေဖြစ်ရမှာနော်ဆိုတော့အဲ့ဒီကအဲ့ alignment ကိစ္စဒီ alignment ကလည်းတကယ်ကြီးပဲ development ပေါ့နော်ဒီ alignment ဆိုတဲ့နေရာမှာကျွန်တော်တို့က people လို့ခေါ်တဲ့လူတွေရဲ့နောက်တစ်ခုက strategy လို့ခေါ်တဲ့ view ဟာတွေရဲ့ဆိုတော့လူကတက် view ဟာတက်ပေါ့နော်ဆိုတော့ယထာတလန်တန်တလန်လားအဲ့လိုလားပေါ့နော်ယထာတလန်တန်တလန်လားအဲ့လိုမျိုးဖြစ်နေတဲ့ဟာတွေအကယ်၍များရှိနေမယ်ဆိုလို့ရှိရင် development ဆိုတဲ့ကိစ္စဘယ်တော့မှအကောင့်ထဲပေါ်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီ alignment လို့ဟာကျွန်တော်နံပါတ်1ကောင်းတင်ထားတယ်အဲ့ဘာလို့ဆိုလို့ရှိရင် people know strategy ဒါဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်က business grow ကိုရောက်မယ်လို့ကျွန်တော်ယူဆကိုကြော်ရင်လည်းဆွေးနွေးတာပေါ့နော်နောက်ဒုတိယကောင်းတဲ့တစ်ခုကျတော့ building up ပေါ့နော်ကျွန်တော်တို့တိဆောက်ယူရမှာဘာလဲလို့ပြောလို့ရှိရင် leadership competency ပေါ့နော်ကျွန်တော်တို့ဗျာဒီဘယ်လိုပြောရမလဲဆိုလို့ရှိရင် organization structure မှာပေါ့ organization တစ်ခုမှာ structure သူရဲ့R&R လို့ခေါ်တဲ့ role responsibility ရနောက်တစ်ခု position တွေရပေါ့နော်ရှိတော့ဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုလို့ရှိရင် position လိုက်လေကျွန်တော်အားကိုးရတယ်လို့ competence လိုက်လေအားကိုးလို့ရတယ်နော်အဲ့ဒီမှာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကဘာလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့က succession မွေးရမှာဟုတ်နော်ဆိုတော့ဆက်ပြီးတော့ carry လုပ်သွားမယ် carry forward လုပ်သွားမယ်လို့ပြောမွေးရမှာအဲ့ဒီနေရာမှာကျွန်တော်တို့က succession ဆိုတာအထက်ကျွန်တော်တို့ကဥပဆောင်ဦးရွယ်ပြုမဲ့ leaders တွေကိုမွေးထုတ်ဖို့အတွက်ပေါ့နော်အဲ့ဒီ leaders ရဲ့ competency လို့ခေါ်လုံးနိုင်ကနေဆွမ်းအားတွေပေါ့ဆိုတော့အဲ့ဒါကို building up လုပ်မယ်ဆိုတော့ building up competency of leadership ဆိုတဲ့ဟာကိုကျွန်တော်ဒုတိယကောင်းတင်ထားတယ်နောက်တစ်ခုကတော့ဘာပဲလုပ်ပေါ့နော်ကျွန်တော်တို့ကတိုင်းတာမှုမရှိဘူးကျွန်တော်တို့ရွေနေလားမရွေဘူးလားကျွန်တော်ဆိုလို့ရှိရင်တော်ပိန်သွားတာဆိုတော့ကျွန်တော်ဘာဖြစ်နေလဲဆိုတဲ့ဟာကိုတိုင်းတာရမှာဒါမှပဲကျွန်တော်တို့ကနှင်းနေရမြန်နေရလားပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ movement management လုပ်ချင် measurement လုပ်ရမယ်ဆိုတဲ့သဘော exactly ပေါ့နော်ဆိုတော့အကြောင်းလို့ကျွန်တော်တို့ခုနလိုမျိုးကောင်းတဲ့ကိစ္စတွေပေါ့နော်တခုနည်းအားဖြင့် alignment လုပ်မယ်ဆိုတဲ့ကိစ္စတွေ people and strategy တွေနောက်တစ်ခုက building up လုပ်မယ်ဆိုတဲ့ကိစ္စတွေ competency of leadership ဆိုတော့အဲ့ဒီဟာတွေကိုလုပ်ပြီးဆိုလို့ရှိရင်မဖြစ်မနေကိုစတိုင်းရတော့မှာလေနော်ဆိုတော့ကျွန်တော်အဲ့ဒီဟာတွေကိုအချင်းချင်းအဖြစ် first alignment second building up and third creation of the measurement ပေါ့နော်ဘာဟုတ်က performance ကိုပေါ့ဆိုအဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ကိုကျော်လင်းကိုမေးချင်တာတော်တော်များသွားပြီတေလာကြီးကလည်းကြီးလိုက်တာပေါ့နော်တေနေတာလည်းနည်းနည်းကြီးရယ်ခွဲပြောကြတာပေါ့ okay ဒါဆိုလို့ရှိရင်တစ်ခုပြီးတစ်ခုပေါ့နော်ခုနကကျွန်တော်အထောင်လုံးတင်ပါအရန်သိကြနေတာအကုန်လုံးလည်းအကျိုးရှိမဲ့ကိစ္စကိုကျွန်တော်လည်းစီရကြားမှာဆိုတော့ကျွန်တော်ယုံနေ alignment people not strategy ဘာကြောင့် alignment ဖြစ်ရမှာလဲဘယ်အချိန်မှာ alignment မဖြစ်တာတော့ alignment ဖြစ်ရင်ဘာလို့ဒီအကျိုးကျေးဇူးရှိတာတော့ဟုတ်လားကျွန်တော်တို့ဒီဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေကပြောလို့ရှိရင်လည်းကျွန်တော်တို့ strategic plan တွေဆွဲတယ်နောက် sales management တွေလုပ်တယ်ဒီပြီးလို့ရှိရင်ဒီ business development လုပ်ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာဘာဖြစ်လဲလို့ပြောရင်အစောပိုင်းကကိုတန်းသူပြောသလိုပဲဗရာဒလန်တန်တလန်ပေါ့နော်ဗရာဒလန်နော် strategy ဆိုတဲ့မဟာဗျူဟာတွေဆွဲထားတယ်မဟာဗျူဟာတွေချမှတ်ထားတယ်သူ့ပေမဲ့တကယ်အကောင့်ထဲပေါ်တဲ့အချိန်ကြလို့ရှိရင်မဟာဗျူဟာကတက်လုံနေတာပေါ့နော်အဲ့လိုတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဖြစ်ပြောရလို့ရှိရင်တကယ်ရတဲ့ရထိုက်တဲ့ return တွေကိုပြန်မရတော့ရတဲ့ရလိုက်တဲ့ရက်လက်တွေကိုရတဲ့ရလိုက်တဲ့အချိန်မှာမရတော့ဒီ alignment တဲ့နေတဲ့ကိစ္စပေါ့နော်အဲ့တော့ဟိုတယောက်ကမြောက်သွားတယ်တယောက်ကတောင်သွားတယ်ဒီလိုမျိုးဖြစ်တယ်နောက်ကအဖွဲ့အစည်းကသွားကျင်တာဟိုအဝေးကြီးထိအမြင့်ကြီးထိသွားကျင်တယ်ဒါပေမဲ့အဖွဲ့အစည်းထဲမှာရှိတဲ့သူတွေကအဲ့ဒါကိုမသိတဲ့အခါမှာအဲ့ဒါနဲ့ align မဖြစ်တဲ့အခါမှာ
သူတို့ကထားပါတော့ operation ထဲမှာပဲခေါင်းနစ်နေတာမျိုးတွေ ထင်အားဆိုင်နေတဲ့ဟာမျိုးတွေပေါ့နော်ဟုတ်တယ် ကျန်းလိုက်တာထင်အားဆိုင်နေတာမျိုး ထင်အားဆိုင်ဆိုတော့ကိုယ်စီနဲ့ကိုချနေကြတာပေါ့နော်ဒီရပါတော့ မှန်မယ်ထင်တာလေးတွေလုပ်နေကြတာပေါ့နော်အဲ့လို โอเค အဲ့လိုပြောသူတို့မှန်မယ်လို့ထင်တဲ့ဟာလေးတွေမှန်မယ်လို့ယူဆတဲ့အရာလေးတွေပဲလုပ်နေတဲ့ဟာမျိုးနော်ဆိုတော့အဲ့ဒါကိုထင်အားဆိုင်တယ်လို့ပြောတာပါဆိုတော့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်တွေမှာ ကိုမြင့်ကိုဆိုင်နေမှာပါသေးဘူးဟုတ်လို့ပါ ဆိုတော့အဲ့လိုဖြစ်နေတဲ့အခါမှာ alignment တဲ့ခြင်းအပြင်လုပ်ငန်းကဖြစ်ထွန်းတဲ့လောက်မဖြစ်ထွန်းဘူးပေါ့နော်အဲ့တော့ ဆိုတော့ business က growth မဖြစ် မဖြစ်ဘူး develop မဖြစ်ဘူးအဲ့လိုမျိုးပြောကြတာ ခုနကကျွန်တော်မေးတယ်ကျွန်တော်မေးဆိုကျွန်တော်ဆွေးနွေးဖို့တက်လာတဲ့ဟာက alignment က people လို့ဆိုရင် alignment မဖြစ်ဘူးဆိုလို့ရှိရင် business က growth ဖြစ်ဖို့အဆင်မပြေနိုင်ဘူးโอเคအဲ့တခုလိုချင်တာဟုတ်တယ်ဆိုတော့ဒါဆိုလို့ရှိရင်အခုကိုလုပ်ငန်းကလုံးဖြစ်နေလားဖြစ်ထွန်းနေသလားတိုးတက်နေသလားဆိုတဲ့နေရာမှာပြန်ကြည့်လို့ရှိရင်ဒီအချက်ကိုလည်းပြန်သုံးသပ်ကြည့်ပါမှန်တာပေါ့နော်မှန်တာပေါ့ကိုလုပ်ငန်းရဲ့ strategy နဲ့ကိုလုပ်ငန်းမှာရှိတဲ့သူတွေအကောင့်တွေဖော်နေတာတွေနဲ့ကဟန်ချက်ညီရလားဟန်ချက်ညီလို့ရှိရင်တော့ group ဖြစ်မှာပဲလေဟုတ်တယ်အဲ့တော့ group မဖြစ်ဘူးဆိုရင်တရားပေါက်ကဒီချက်ဒီလဲလွဲနေတဲ့အချက်ဖြစ်ဖို့များပါတယ်ကိုကျော်လင်းကတော့ဘယ်လိုနော်ဘယ်လိုကျွန်တော်ဒီ opinion ပေးမလဲပြောတယ်ကျွန်တော် business growth ဆိုတဲ့နေရာပေါ့နော် okay business growth business တွေမှာပါတယ်ကို stakeholder တွေပါအကုန်လုံးပါတာပေါ့နော်အဲ့ဒီ group ဖြစ်ဖို့ဆိုတဲ့ဟာကျွန်တော်ကတော့ငွေမျက်နှာပဲမြင်လားမသိဘူးပေါ့နော် sales revenue group အဖြစ်ဖြစ်နေတော့ပေါ့နော်ဟို group တန်တဲ့ဟာတွေပါ group မဖြစ်နိုင်ဘူးလို့ယူဆတယ်ပေါ့နော်မှားလားဆိုတော့လည်းမမှားဘူးပေါ့နော်မှန်လားကျွန်တော် sales ကလာတာဆိုတော့လေနော်ဒီ sales revenue growth ဖြစ်အောင်အရေးကြီးဆုံးပဲလို့ယူဆတယ်ပေါ့ဒါမှလည်းစားဟာတွေအတွက်လည်းကျွန်တော်တို့ပံ့ပိုးမဲ့ထောက်ပံ့ရပါလိမမှားလည်းမမှားဘူးလုံးစုံလည်းမှန်တယ်လို့မှန်တယ်ပေါ့နော်တောက်ဖို့တခုတည်းအသီးသီးရက်တည်ပြီးတော့မမှန်ဘူးပေါ့နော်အဲ့လိုဘာဖြစ်လဲဆိုတော့ဒါကတေချာတာကစီးပွားရေးလုပ်နေတာအကျိုးမြတ်တဲ့အလုပ်လုပ်နေတဲ့အချိန်မှာဒီငွေချင်းရပါတော့ revenue မရဘူး profit မရဘူးဆိုတော့တခြားဟာတွေဖွံ့ဖြိုးဖို့ကလည်းမဖြစ်နိုင်ဘူးထောက်ပံ့မှုကလည်းမဖြစ်နိုင်ဘူးလည်းမှန်တာပဲအဲ့တော့တစ်ဖက်ကသာအဲ့လိုမျိုးအမှန်တရားတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် sales ကအရေးကြီးဆုံးလို့လည်းပြောလို့ရပါတယ် exactly မှန်ကိုပဲပါလိုက်ပြီဆိုတော့နည်းနည်းလေးသူ့ဘက်အရင်လိုက်လိုက်ရတာပေါ့နော်ကိုပြောချင်တာလေးပြောဖို့သူ့ဘက်အရင်လိုက်လိုက်ရဆိုတဲ့အခါကျတော့ဒီ sales တွေ okay တယ်ရောင်းရတွေတက်တယ် revenue တွေတိုးတယ် profit တွေရတယ်ဆိုတော့မှတခြားပံ့ပိုးတဲ့အပိုင်းတွေလည်းဆက်လက်ပံ့ပိုးလို့လည်းရမယ် okay အဲ့ဒါဆိုလို့ရှိရင်ဘောနော်နောက်ဆုံးကျွန်တော်သုံးခုတည်လာတာနောက်ဆုံးတစ်ခုမပြောရင်နေပြီကျွန်တော်နှစ်ခုတော့ကျွန်တော်ဆွေးနွေးချင်တာဒါဆိုလို့ရှိရင်ဒီ business group နော်ဖြစ်ဖို့အတွက်ကို people နော် strategy ဟုတ်တယ်လူတွေနဲ့ stakeholder ပေါင်းပတ်သက်တဲ့လူတွေအကုန်လုံးနဲ့ view ဟာနဲ့အဝင်ဝင်ကြတိုက်တွန်းညီထွေပေါ့နော်တသားတည်းဖြစ်နေဖို့ရည်ကြည်တာဒါမှကျွန်တော် sales ရမှာနော်ဟုတ်တယ် sales နော် okay ရတယ်သဘောပေါက်တာပဲဆိုတော့အခုကအဲ့ဒါဘောနော်ဘာကြောင့်ပါဒီ the power of ဒီ development ပေါ့နော် content development ဆိုတဲ့နေရာမှာကျွန်တော်ရေးထားတာဒါဆိုလို့ရှိရင် people နဲ့ strategy alignment ဖြစ်မှာပဲ sales growth ဖြစ်မှာဟုတ်တယ် sales growth ဖြစ်မှာပဲ business growth ဖြစ်နိုင်မယ်ပေါ့နော်ဟုတ်တယ်ကျန်တဲ့အားတွေလည်းကျွဲကူရေးပါနေနဲ့နောက်တစ်ခေါက်မှတက်လို့ရှိရင်ကိုကြောင့်လေကျွန်တော်ဒီကမပြီးသေးဘူးကျွန်တော်ပြောအားမရဘူးပေါ့အဲဒုတိယတစ်ခုဆက်သွားကြတယ်နောက်တစ်ခုနောက်တစ်ခါတက်လို့ရှိရင်ဒီဟာရဲ့ pros and cons ပေါ့နော် align ဖြစ်လို့ရှိရင်ဘာဖြစ်သွားမလဲ align ဖြစ်လို့ရှိရင်ဘာဖြစ်မလဲ align မဖြစ်တာကဘာကြောင့်လဲ align ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးအဲ့ဒီဟာလေးတွေပါဆွေးနွေးသိတင်တယ်ပေါ့နော် okay ဟုတ်ပြီမှတ်ထားပြီနော် next okay နောက်တစ်ခုဘာကြောင့်လဲဆက်ဆက်နေလို့ကျွန်တော်ကမြင်တော့ကိုကျွန်တော်ဖြေလိုက်တဲ့အဖြေကကျွန်တော်ဒုတိယတစ်ခုနဲ့ဆက်ဆက်လိုက်တာဆိုတော့ဒုတိယတစ်ခုကဘာလဲဆိုလို့ရှိရင်ခုနကကျွန်တော်တို့ပြောတဲ့အတိုင်းပဲcompetency လူလေ people နော်လူတွေဆိုလို့ရှိရင်သူတို့ရဲ့လုံနဲ့ capacity စွမ်းအားသူတို့ရဲ့ capacity တော့တွေးပုံခေါ်ပုံပေါ့နော်အကုန်လုံးပေါ့နော်သူတို့ရဲ့ဒီ competency တွေတိုးတက်နေအောင်လုပ်ဖို့ရည်ကြည်တယ်ဟုတ်ပေဂျာဘောက်ကခုနရှိရပထမဟာနဲ့သွားဆက်တယ်ပေါ့နော်ပထမက people နဲ့ strategy နဲ့ alignment ဖြစ်ရဘူးဆိုတော့ကိုကသူတို့မှာ competency ရလိုအပ်နေတာတွေရှိနေလို့ကိုဒါ alignment မဖြစ်တာပေါ့အဲ့တော့ခုနကမေးတယ်ပေါ့နော် pros and cons တွေလည်းပြောခိုင်းနေတာဆိုတော့အဲ့တော့သူတို့ရဲ့ competency တွေကိုတက်အောင်သူတို့ကို knowledge sharing တွေ training တွေဒါတွေပေါ့နော်သင်ကြားပြသမှုတွေလုပ်ပြီးမှဒါလျင်သူတို့က strategy ဆိုတာဒါ strategy ကိုဘယ်လို counter ဖော်ကြတာဘယ်လိုရှာဖွေကြတာ strategy ကိုဘယ်လို implementation လုပ်ကြတာနောက်ဆုံးမှာ strategy ကိုဘယ်လို setting up လုပ်လိုက်တယ်လဲပေါ့အဲ့ဒီ strategy ပုံမှန်မူတည်ပြီးငါတို့က live လုပ်ရမယ့်ဟာတွေကဘာတွေလဲလို့သိသွားဖို့ကခုန competency ကို develop ဖြစ်အောင်လုပ်ပေးရမယ့်အပိုင်းတွေရှိ yes ဒီနှစ်မှာလည်းအဖွဲ့အစည်းတော်တော်များများကိုကျွန်တော်တို့ပို့ပြီးတော့အာယုံ site စေချင်တာအဲ့ဒီ people development ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီpeople တွေရဲ့ competency ပေါ့နော်ကျွန်တော်တို့ရဲ့လုပ်ဖို့ကိုင်ဘက်တွေကျွန်တော်တို့ရဲ့ဝန်ထမ်းတွေရဲ့ competency တွေကိုပို့ပြီးတော့
အားပေးအားမြောက်ပြုဖို့တွေ effective လို့ခေါ်တယ်ထိရောက်ဖို့ရခင်ဗျားစီငါးခရစကောက်ငါးတာနော် efficient လို့ခေါ်တယ်ဖြစ်ထွန်းမှုအတွက် competence ကအရင်ရှိတာနော်ဆိုတော့ okay ကျွန်တော်ကအဲ့လောက်နဲ့တော့မတင်တတ်သေးဘူးဘာကြောင့် competence ကနေဘယ်လိုဆက်သွားမလဲဆိုတော့ competence ကိုဘယ်ဟာနဲ့ကျွန်တော်တို့ organize လုပ်မလဲဆိုတော့အဲ့တော့ competence က career path အနေထားနဲ့ဆိုလို့ organization တို့ organization ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ရောဆိုအဲ့ဒီမှာကျွန်တော် leadership ဆိုတဲ့ဟာပါကျွန်တော်ထည့်ထားမှတ်ပြီနော်ဆိုတော့ leadership ဆိုတဲ့ competency ကို build up လုပ်ဖို့ ဟုတ်တယ် နော်ဒီ leadership competency ကို build up လုပ်တဲ့အချိန်ကြာမှာဆိုတော့ကျွန်တော်ပထမက sales ပေါ့နော်ကျွန်တော် sales ကိုတော့မရမကပြော sales ကိုကျွန်တော်နဲ့တန်းဝင်လာတာများ sales ကိုဖြစ်မယ်နော်ထုံးလေး၎င်းမဲ့ organization မှာသူတို့ရဲ့ succession plan တွေဖြစ်လာမယ်လို့ယူဆတယ်ဒါမှပဲခုနက business growth ဆိုတဲ့ဟာကိုစဉ်းမပြတ်ထိန်းထားလို့ရမှာဟုတ်တယ် ဟန်ဒီပါလာပြီเนาะကျွန်တော်အားပါလာလေဟုတ်တယ် okay ခင်ဗျအားပါတဲ့အချိန်မှာကျွန်တော်ကခေါင်းထဲမှာအလုပ်တွေလုပ်နေရတယ်ဟုတ်မှတ်ထားနော် not episode မှာအဲ့ဒီဟာတွေဖြေရမှာပေါ့နော်အခုကျွန်တော်လိုချင်တဲ့ဟာတွေရပြီပေါ့နော်ကျွန်တော်ပွဲတည်ပေးဦးမှာဆိုတော့ okay ကိုကျော်လင်း thank you very much first ကျွန်တော်တို့ align အဲ့ဒီ align ဖြစ်မှာ business growth ဖြစ်မှာဟုတ်တယ် business growth ဖြစ်ဖို့အတွက်ကိုခုနကမှ align လုပ်တဲ့ people တွေလူတွေရဲ့competency နော် competency ရဲ့လို့အဲ့ competency ကလည်း not only for အလုပ်လုပ် but also for suggestion နော်အင်္ဂလိပ်တော့ဘာမှလို့တော့အလုပ်လုပ်ဖို့တခုလည်းမဟုတ်ဘူးတဲ့ leadership လို့ခေါ်တယ်ဥဆောင်ဦးရွက်ပြုမဲ့ succession plan ကိုတခါတည်းမွေးထုတ်နိုင်ဘူးဒါမှလည်း strategy နဲ့တွားပြီးတော့ကြိုက်မှာခင်ဗျားကြိုက်လားမကြိုက်လားမသိကျွန်တော်ကိုယ်ကြိုက်နေပြီကြိုက်တာနော်ခင်ဗျားဘယ်ကိုလှည့်လာမှာနော်အဲ့ဒါတိတ်ဆိတ်ဝင်စားပဲကောင်းတယ်ကိုကျော်လင်းဒါတော်တော်လေးနဲ့တဲ့ကိစ္စပါတို့ပြင်မဲ့ငါပေါ်ပါနဲ့ကျွန်တော်တို့ဖြည့်ရှင်းလို့ရတယ်ဆိုတော့ opinion လေးကိုသိသိချင်းလို့ကျွန်တော်ပေါ်ပါပြောတာပါဆိုတော့အကယ်၍များဘယ်လိုပြောမလဲဆိုလို့ရှိရင်မဖြည့်ရှင်းဆိုလို့ရှိရင်ဒီကဘာမှမလုပ်ပဲဘာပလန်မှမလုပ်ပဲငါတို့ထိုင်ရအောင်မှတတ်တာအောင်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုကြတွေရှိနေပါတယ်ဆိုတော့ကိုကျော်လင်းကျေးဇူးတင်တယ်ကျွန်တော်တို့အကယ်၍ကျွန်တော်တို့ဒီ succession ကို authority competency ကို leadership ပုံစံနဲ့ကျွန်တော်တို့ build up လုပ်မှဆိုလို့ရှိရင်ဘာတွေလိုအပ်တာလဲဘယ်လိုပုံစံတွေလုပ်လို့ရတာလဲပေါ့နော်အဲ့ဒီဟာလေးတွေကိုနောက်တစ်ပတ်မှာနောက်ပြီးတစ်ခုမှာကျွန်တော်တို့ဆွေးနွေးပေးပါဟုတ်ပြီနော် then တခါတည်းပထမတစ်ခုက alignment မလုပ်ရင်ဘာဖြစ်မလဲ alignment လုပ်ရင်ဘာဖြစ်မလဲ alignment ကိုဘယ်ချိန်မှာလုပ်ရမှာလဲ alignment လုပ်ဖို့အတွက်ကိုဘယ်လိုပုံစံတွေလိုလဲပေါ့နော်ဒီဟာလေးတွေပါဆက်ပြီးတော့ကျွန်တော်ဟိုပေါ့နော်ကျွန်တော်ဟိုအကုန်လုံးမျှောက်ပေးပါအောင်ဟာနော်ကျွန်တော်အလဲပေါ့နော်ကျွန်တော်အလဲပေါ့ဘုံဘောစွတ်တင်ပေးနေတယ်ကြံသေးတယ်နော်နောက်ဆုံးတစ်ခုကြံသေးတယ်နော်ကျွန်တော် measure လုပ်တော့မပါသေးဘူးနော် measure လုပ်တာကနောက်တစ်ခါကြာလို့ရှိရင်ခုန pros and cons တွေပြောပြီးသွားရင် measure လုပ်တဲ့ကြောင့်ဆက်ပြောကြတယ် all right then okay ပါဒီလုပ်ငန်းရှင်တွေကလုပ်ငန်းမှာရှိတဲ့လုပ်ငန်းတွေမှာရှိတဲ့ management senior management middle management first line management အကုန်လုံးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ business growth development and improvement အကြောင်းကိုကျွန်တော်တို့ဆွေးနွေးနေပြကြောင်းမလို့ကျွန်တော်တို့ကိုနိုင်ကလည်းကိုကျော်လင်းဆိုလို့ရှိရင်လည်းဘယ်နှစ်ရှိသွားပြီကိုကျော်လင်း65နှစ်လားကိုကျော်လင်းဆိုလို့ရှိရင်လည်းဒီ system marketing distribution trading နဲ့ပဲမှာနှစ်30လောက်ရှိပါတော့ကျွန်တော်ဆိုလို့ရှိရင်လည်းအဲ့လိုလုပ်ခဲ့တာ25နှစ်ရှိပြီကျွန်တော်တို့ဒီ consulting လုပ်တာလည်း sales နဲ့ဒီ revenue နဲ့ sales management ကိုဒီကလည်း65နှစ်တွေလည်းပြောတယ်နှစ်30လည်းပြောတော်တော်များကျွန်တော်ကိုကြီးစေချင်နေလားမသိဘူးဆိုတော့2001ကမှစအလုပ်လုပ်တာဆိုတော့24 25နှစ်ပေါ့နော်ကျွန်တော်လည်း2001ဟုတ်တယ်ကျွန်တော်2002မှာလုပ်လို့တာကျွန်တော်တော့ငယ်ပါသေးတယ်သုတ်ကုန်ငယ်နေတာโอเคပါတော့မှပြန်လဲဆုံတွေ့ကြတာပါဟုတ်ဟိုကဆိုကျွန်တော်က तू ထွက်ပြေးနေပြီနော်တကယ်ကိုကျွန်တော်တို့ sales နဲ့ sales management ကိုပမာဏလုပ်မှာဆိုလို့ရှိရင် revenue management က stability ဖြစ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ business group ဆိုတဲ့ဟာကလည်းဘယ်လိုအခြေအနေမျိုးပါပဲဖြစ်ဖြစ် stable ဖြစ်အောင်ကျန်ဆောင်နိုင်တဲ့ရပါလို့နိနာနေတရားတွေအများကြီးရှိတဲ့ကြောင့်မလို့ခုနကျွန်တော်ပြောတဲ့လုပ်ငန်းကမှရှိတဲ့ management senior management middle management first line management ထုံးတဲ့ကောင်လုပ်ငန်းရှင်တွေဆိုတော့ကျွန်တော်တို့ဟိုအကြံပြုတဲ့ဟာကိုလည်းသုံးလို့ရတယ်လို့ကျွန်တော်တို့လည်းအကြံပြန်ပြုတဲ့အချိန်မှာလည်းပြန်ပြုလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုအသိပေးတာပါကျေးဇူးတင်လို့ရပြီကျေးဇူးတင်ပါတယ်ကျေးဇူးပါ see you ပါ